The Fall of Handori 1959အခန်း1ဘရင်စိတ်ကံအသစ်ဆက်ဆက်ရန်ကုန်မြို့၏စိတ်ကန်းသုံးခုအနက်မှာအခမ်းအနားဆုံးစိတ်ကံရန်ကုန်တစ်တက်မြို့တည်၏မြောက်ဘက်မျက်နှာတွင်ရှိပြီးကမ်းနဖူးတွင်အမြောက်ကြီးနှစ်လက်ကမြစ်ပြင်စီသို့ချိန်ရထား၏စိတ်ကံတရာအဆုံးတွင်တစ်သားဖြင့်စောက်လုပ်ထားသောဇယက်ကြီးတစ်ခုဇယက်ကြီးနှင့်မနီးမဝေးတွင်နိုင်ငံသားကုန်သည်များငွေကြေးလဲလှယ်ရာရုံးငယ်တစ်ခုဇယက်၏ထိပ်ဆုံးတွင်ကုန်းပေါင်ထောင်းလန်ကတလူလူလွင့်လျက်ဘရင်စိတ်ကန်း၏ကက်လျက်မြေကွက်လက်ရှိတွင်ခနော်နီခနော်နှင့်တစ်သားဖြင့်ရိုက်ထားသည့်စင်ကလေးထိုစင်ကလေးပေါ်တွင်အမျိုးသမီးတူမတ်တက်ရက်နေသည်မိညိုရောင်လှိုင်းတို့စပင်အနောက်တိုင်းသွေးဆိုသောညာအဖြူထက်အဝါဘက်တန်းနေသည့်အသားအည်ခတ်ထူထူနှကမ်းများကဇွဲဆောင်မှုအပြေဝစ်စင်ထားသည့်ညစ်သေးသေးခေါင်းဝင်အောက်တွင်ပင်အမျိုးသမီးအလှအပကောက်ကြောင်းများကပေါ်လွင်ထင်ရှားလွန်းနေ၏အမျိုးသမီးလက်ထဲတွင်ထူးထူးခြားခြားဝါးပြည့်ရက်လုံထားသည့်ဖာတစ်ခုကိုပိုက်ထားပြီးခေါင်းကိုငုံကအံကိုခတ်တင်းတင်းကြိတ်ထားသည်အင်္ဂလိပ်ရူပီးလေးဟာအင်္ဂလိပ်ရူပီးလေးရပေးတယ်အော်တန်တစ်ခုကြောင့်စူညံနေသောလူအုပ်မှတိတ်ဆိတ်သွားသည်မကြသေးမီရက်ပိုင်းကမှအစ်စ်ဖြစ်တည်လာသည့်ရန်ကုန်ဘရင်စိတ်ကံကျွန်ဈေးကွက်တွင်ဈေးမကြဘူးသည့်နှုံနာဒေသခံအမျိုးသမီးကျွန်တူဦးလျင်9ရူပီးသာအများဆုံးပေါက်သောခေတ်တွင်ရူပီးလေးရဆိုသည့်ဈေးကDef Armenian အာရက်ကျွန်းကုန်သည်များပွဲစားများအားလုံးကိုမှင်တက်စေသည့်ပမာဏအမျိုးသမီးကျွန်များကိုလေလံတင်ရောင်းချကြည့်အကောက်ဝင်ဂျိုးဇက်ခရုကသူ၏လက်ထဲမှမောင်းကလေးကိုကိုင်ရင်လူအုပ်ထဲသို့ကြည့်လိုက်သည်ရူပီလေးကပေးတယ်ဆိုတဲ့သူရှေ့ကိုလာပါရှေ့ကိုလာပါမုံစိတ်မွေးထူထူဘိုက်ပူပူဖြင့်လူတူထွက်လာ၏သူကအာရီမီနီယန်ကုန်သည်ကြီးအာကွီလာတစ်ချိန်ကတန်လင်းတွင်ရှမ်းရှမ်းတောက်ထင်ရှားခဲ့သောတထေကြီးယခုတော့အလောင်းဖျား၏လက်အောက်မှာရန်ကုန်မြို့တစ်သို့ပြောင်းရွှေ့နေထိုင်လျက်ရှိသူမစ္စတာအာကွီလာတကယ်ပဲရူပီလေးရလားကျုပ်ကလေလံပွဲကိုဝင်ပြီးစားနောက်မဲ့သူလားဂျွန်စီဂျိုးဇက်ဒီခရုကခေါင်းကျိတ်လိုက်ပြီးလက်ထဲမှမောင်းကလေးကိုထူလိုက်သည်ရူပီလေးရထပ်ပို့ပေးမဲ့သူရှိလားရူပီလေးရထပ်ပို့ပေးမဲ့သူရှိလားရူပီလေးရထပ်ပို့ပေးမဲ့သူရှိလားကျုံကုန်တဲ့တစုစီမှအတန်များအိုတစဒီစထွက်လာသည်မှအပါဈေးတန်ကိုမကြားရပြင်သစ်မျိုးသမီးငယ်ဆာရာဘူးတက်ကိုအာရီမီနီယာကုန်သည်ကြီးအာကွီလာကရူပီလေးရနဲ့အပိုင်ရသွားပါပြီဆာရာဘူးတက်ဟာအခုချိန်ကစပြီးမစ္စတာအာကွီလာပိုင်ဖြစ်သွားပြီမစ္စတာအာကွီလာအကောက်စရေးတော်စီမှာငွေပေးချေဖို့နဲ့ပိုင်ဆိုင်ကြောင်းအထောက်အထားများကိုယူဖို့တွားဆောင်ရွက်ပါမန်ဒက်ဤတစ်ဖက်တော့စပွဲတွင်အကောက်ဝန်ဂျိုးဇက်ဒီခရုဤစရေးဖြစ်သူမဆန်ဘကအနောက်တိုင်းဖြင့်စက်ကူတချို့နှင့်အတူချိတ်တစိတ်တစ်ခုကိုကင်လျက်အသင့်စောင့်နေသည်ထိုမြင်ကွင်းက1956ခုနှစ်ကုန်းပေါင်ဘရင်အလောင်းဖျား၏လက်အောက်အသစ်ဆက်ဆက်ဖွင့်လှစ်ထားသောရန်ကုန်စိတ်ကမ်းမှကျွန်စည်းလေလံပွဲတစ်ခုဖြစ်သည်အလောင်းဖျားဦးအောင်စရာသည်1956ခုနှစ်ဇွန်လ26တွင်ဟန်တာဝရီဘရင်ဗညာိုင်းနီရာဇာဦးအောင်လာ၏ညီမြင်းမှုမင်းသားဗညာတလအောင်စား၏တပ်များကိုတိုက်ခိုက်ပြီးတန်လင်းကိုသိမ်းယူခဲ့သည်ဟန်တာဝရီ၏စီရေးစီးပွားရေးအရာအရေးပါဆုံးအဓိကပင်လယ်ထွက်ပေါက်စိတ်ကမ်းကြီးတစ်ခုဖြစ်သောတန်လင်းစိတ်ကမ်းကိုအပြီးတိုင်ဖျက်ဆီးသိမ်းပိုက်ပြည့်ရန်အလောင်းဖျားကဆုံးဖြတ်ခဲ့၏ထို့နောက်စီရေးအမြင်ရလုံခြုံမှုရှိသောရန်ကုန်တကုံကိုစိတ်ကမ်းသည့်အဖြစ်အမြန်ဆုံးအသွင်ပြောင်းရန်စီစဉ်ခဲ့သည်တန်လင်းစိတ်ကမ်းရှိအာရီမီနီယန်ကုန်သည်များပါရှန်ကုန်သည်များကိုရန်ကုန်သို့ပြောင်းရွှေ့နေစေခဲ့သည်တန်လင်းစိတ်ကမ်းတွင်ဖွံ့ဖြိုးနေသောတင်မောချင်းလုပ်ငန်းနှင့်အတူပြည်တစားများကျွန်ရောင်းဝယ်ဈေးကွက်များကိုလည်းရန်ကုန်စိတ်ကမ်းတွင်ဖွင့်လှစ်ပေးခဲ့၏ရန်ကုန်အားစိတ်ကမ်းသည့်အဖြစ်စတင်ဖွင့်လှစ်ပြီးနောက်ပထမဦးဆုံးစိုက်ကလာကြသူများမှာ Def သင်္ဘောများဖြစ်သည်အိန္ဒိယသမုဒ္ဒရာအတွင်းရှိပြင်သစ်နှင့်အင်္ဂလိပ်တို့၏ဈေးကွက်အပိုင်စည်းခြင်းကိုခံထားရသည့် Def အရှိအိန္ဒိယကုမ္ပဏီသည်ဘရင်သစ်လောင်းဖျားနှင့်ဆက်ဆံရေးကောင်းစေရန်ရန်ကုန်စိတ်ကမ်းစီအသီးသီးရောက်လာကြ၏စစ်ပွဲတစ်ခုပြီးကာစကာလာတိုင်းတုံမန်းများကိုကျွန်အဖြစ်ရောင်းဝယ်သည့်ဈေးကွက်ပေါ်ပေါက်လာရာတန်လင်းကြဆုံးပြီးရပ်ပိုင်းတွင်ပင်ရန်ကုန်တွင်ကျွန်ဈေးကွက်တစ်ခုလင်းလင်းမြန်မြန်ပေါ်ပေါက်လာသည်အထူးသဖြင့်တန်လင်းစစ်ပွဲတွင်ကိုမြတ်ခံရသောပြင်သစ်စစ်ဗိုလ်များ၏မယားများကိုအလောင်းဖျားခန့်အပ်ထားသောရန်ကုန်အကောက်ဝန်ဂျိုးဇက်ဒီခရုကကျွန်အဖြစ်လေလံတင်ရောင်းချသည့်ပွဲမှာအစီကားဆုံးဖြစ်သည်ဂျိုးဇက်ဒီခရုသည်ပေါ်တူဂီလူမျိုးဖြစ်ပြီးမြန်မာစကားကိုကျွမ်းကျင်သည်အင်္ဂလိပ်သင်္ဘောတစ်စီးတွင်သင်္ဘောသားအဖြစ်လောက်ကင်နေရမှာကပတိန်နှင့်အငင်းပွားမှုတစ်ခုဖြစ်ပြီးအင်္ဂလိပ်ကပတိန်ကိုတပ်ဖြတ်ခဲ့သည်ထို့နောက်တကုံတွင်တက်ဆွဲနေသည့်အလောင်းဖျားလက်အောက်သို့ခိုဝင်ခဲ့ပြီးအလောင်းဖျား၏ယုံကြည်အားကိုးရသူနိုင်ငံသားများအနက်မှတဦးဖြစ်၏အလောင်းဖျားနှင့်သူ၏တပ်များမှာဟန်တာဝရီမြို့တော်ကိုတိုက်ခိုက်ရန်ပြင်ဆင်နေကြသဖြင့်စစ်တုံးမှန်အမျိုးသမီးများကိစ္စကိုဂျိုးဇက်ဒီခရုက
တာဝန်ယူကင်တွယ်ပေးနေရခြင်းဖြစ်သည်လှပထူးခြားသောပြင်သစ်မျိုးသမီးတူအားစံချိန်တင်လေလံစေရူပီ400ဖြင့်ရောင်းချခဲ့ပြီးသည့်နောက်ကျွန်လေလံပွဲမှာအနှဲငယ်ပြန်လည်ငြိမ်သက်သွား၏အာရီမီဒီယန်တထေးကြီးအာဂွေလာကမတန်တရာဈေးဖြင့်ဈေးကွက်ဝင်ဖြတ်သွားသည်ဖြင့်ဒက်ဖ်ကုန်တဲ့အချို့မှာစိတ်ပြက်လက်ပြက်ဖြင့်သူတို့၏တင်မောများထံသို့ပြန်ကုန်ကြ၏ဘရင်စိတ်ကန်းကျွန်ဈေးမှထွက်ခွာလာသောအာဂွေလာ၏ရထလုံးသည်ရန်ကုန်တစ်တက်မြို့ထဲသို့မဝင်ဘဲတရုတ်စိတ်ကန်းဘက်စီသို့ဦးတည်လာသည်မိုးတွင်တွင်ရေဝတ်တက်သဖြင့်ခြေတံရှည်ဆောက်လုပ်ထားသောကျူထရန်ကဝါအဆောက်အဦများစွာကိုကြော်ဖြတ်လာခဲ့၏တက်ကလေးလန်းကအာရာရှအိမ်ရောက်ရက်ကွယ်ရထလုံးပေါင်းသောလူငယ်မှာသူ၏တထေးကိုတန်တော်ဖြင့်လှည့်ကြည့်လိုက်သည်အာဒါရှာမီလက်ဆိုဒီမှာတစ်ချိန်ကတန်လင်စိတ်ကန်းမှနာမည်ကျော်ပြည်တစားခေါင်းဆောင်အမျိုးသမီးဖြစ်သည်ရန်ကုန်စိတ်ကန်းသစ်အဖြစ်စတင်ချိန်တွင်လည်းအာရာရှာလက်ရှမီသည်အလောင်းဖျား၏ခွင့်ပြုချက်ဖြင့်မြို့ပြင်တက်ကလေးလန်းတွင်ပြည်တစားကန်းဖွင့်လှစ်ခွင့်ရရှိခဲ့ပြီဖြစ်သည်ယခုသူ၏ဂုံတည်ရှိတထေးကြီးဖြစ်သောအာကွီလာသည်ပြင်သစ်အမျိုးသမီးတို့ကိုကျွန်စည်းမှရူပီ400အထိပေးပြီးဝယ်ယူလာခဲ့သည်ထို့နောက်တက်ကလေးလန်းမှပြည်တစားအိမ်စီသို့ဦးတည်ခိုင်းနေပြန်၏ဟဲ့လူလေးငါပြောရကြလားအာရာရှာအိမ်ရှိကိုမောင်းဆိုတာမှန်ပါဖေ။မှန်ပါကလုံလက်သေးပင်နုနုကလေးများအစီပေါက်နေသည့်ခြံဝင်းရှိတွင်ရထလုံးကိုရက်လိုက်၏ရေဝေးတက်သည့်နေရာမို့ခြံတွင်ခင်းထားသည့်ဝဘိုးဝါတရားပေါ်မှတက်လက်ပိုင်းအမျိုးသမီးတူထွက်လာသည်ဒီရဲတောက်ပသောစာလီကိုခြုံထားပြီးနှာခေါင်းတွင်တက်ဆင်ထားသောစိန်တဲ့အယောင်ကတစ်ချက်လက်ကနေအမျိုးသမီးကရထလုံးတွင်ရှိနေသောစာရကိုတစ်ချက်ကြည့်လိုက်သည်ထို့နောက်တထေးကြီးအာကွေလာကိုလက်အုပ်ချီလျက်အာရီမီယန်ဘာသာဖြင့်နှုတ်ဆက်လိုက်၏အာကွေလာကအမျိုးသမီးကိုတစ်ချမ်းမှမကြည့်ပဲလေသံဖြင့်ပြောလိုက်သည်ငါတောင်းဝင်ပြီးပြီအာရရှာသူ့ကိုခေါ်သွားတော့ကဲဒီမှာဆင်းလို့ရပါပြီမစ္စစ်ဆာရာဘူဒတ်အာကွေလာကမွန်ဘာသာဖြင့်ပြောလိုက်ခြင်းဖြစ်သည်မိဘကိုပိုက်လျက်ထိုင်နေသောဆာရာကနားမလဲသဖြင့်ကြည်နေသည်မင်းမော်စကားတက်တယ်ဆိုတာငါတို့သိပြီးသားပါဆာရာဆက်ပြီးဟန်ဆောင်မနေပါနဲ့သူ့နောက်သာလိုက်သွားပါဆင်းတော့အာကွီလာကမွန်ဘာသာဖြစ်ပင်ထပ်ပြောလိုက်သည်ထိုအခါမှဆာရာကရထားလုံးပေါ်မှဆင်းရန်ပြင်တော့၏အာရာရှာကဆာရာကိုလက်ကမ်းကဖေးမလိုက်သည်ဆာရာကအာရာရှာ၏ဒန်းဆိုထားသောလက်များကိုဖယ်ထုတ်ပြီးသူ့ဘာသာသူဆင်းလိုက်၏သို့တော်လည်းဆာရာရှာ၏တန်မာသောလက်ဘွားကဆာရာ၏လက်ကောက်ဝက်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားခြင်းသာခံလိုက်ရသည်ကျမကိုဘယ်ခေါ်သွားမှာလဲဘယ်ခေါ်သွားမှာလဲဆိုတာတည်းမင်းဘယ်ကိုမှပြေးလို့မရဘူးဒီလိုစစ်ပွဲကာလမှာကျွန်းတယောက်ထွက်ပြေးရဆိုတာဟာသေရန်တက်ပို့ပြီးခံစားရတဲ့ပြည့်တဲ့မျိုးပဲရှိတယ်ဆိုတာအရင်သိထားပါဒီနေရာကမင်းတို့အလုံးကြုံဆုံးပဲဆာရာကအာရာရှာခေါ်ဆောင်ရာခြံဝင်းတွင်သို့လိုက်လာသည်အိမ်ဝင်ဝကွပ်ပစ်တွင်ကြောက်ပြင်တစ်ချက်နှင့်တနခါတုံငရုတ်စုံနှင့်ငရုတ်ကြွေးကိုတွဲလျက်သာထောင်သားစီကိုမြင်တွေ့လိုက်ရသည့်အခါဆာရာ၏ခြေလမ်းများရုတ်တရက်ရပ်တန့်သွား၏ထိုအခါမှဝင်ဝတွင်ဂလုံလက်သေးပင်များတန်းစီစိုက်ထားသည်ကိုလည်းအမှတ်ရသွားသည်လာလီဘာဖြစ်တာလဲဒါဖိုင်မဟုတ်လားဒါဖိုင်ဆာရာကဗမာလူပီပီတတ်တာပြောကာအော်ဟစ်လိုက်သည်ထို့နောက်သူမကိုဆွဲထားသည့်အာရာရှာ၏လက်ကိုရုံးကန်ပုတ်ချလိုက်၏အာရာရှာကလှည့်ကြည့်လိုက်သည့်အခါဆာရာ၏ယွန်ရှာဆက်ဆုပ်သည်အကြည့်နှင့်ရင်ဆိုင်လိုက်ရသည်ငါဖာတယ်မဟုတ်ဘူးဒီလိုအောက်တန်းကြတဲ့အလုပ်တွေမလုပ်နိုင်ဘူးအာရာရှာကမဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်ထို့နောက်ရုတ်တရက်ဆာရာ၏ပါးကို၃ချက်ဆင့်ရိုက်ချလိုက်၏ဖုံရုတ်တရက်မို့ဆာရာမှာအနောက်သို့လဲထွက်သွားသည်သို့တော့သူမ၏လက်ထဲမှနီးပါကလေးကိုတော့မလွတ်တမ်းစုပ်ကင်တာ၏နင်ကကိုတော့ကြုံဝါရောက်နေတာတော့သူများကိုနှိပ်ချခြင်းသေးတယ်လာခဲ့အာရာရှာကဆာရာကိုသပင်ဆောင်သွဲကခြံဝင်းအတွင်းမှဝါရဲကြီးအတွင်းသို့ခေါ်သွားသည်ဆာရာကအာရာရှာ၏လက်များကိုသူမ၏လက်တစ်ဖက်ဖြင့်ရိုက်ပုတ်၏ခြေထောက်ဖြင့်ကန်ကာရုံးကန်၏ခါလေးတို့ဒီကောင်မကိုလာထိန်စမ်းအာရာရှာ၏အတန်ကိုကြားသည်နှင့်ခြံဝင်းတွင်ရှိနေသောပထံလူတန်ကြီးနှစ်ဦးကပြေးလာသည်တဦးကဆာရာကိုခါမှပွေကခရွင်းခွင်လိုက်၏ဆာရာ၏လက်ထဲမှနှီးပါမှပွင့်ကြသွားပြီးအတွင်းမှမုံအမျိုးသားတို့ဝစ်သောအင်းကြီးနှင့်ပစိုးတစ်ထည်ထွက်ကြလာသည်ဆာရာကလူသားကြီးခါရဲ၏လက်ထဲတွင်အော်ဟစ်ရုံးကန်ကပါသွား၏ဆာရာကခါလေး၏လက်ပြန်ကိုအားဖြင့်ကိုက်လိုက်သောကြောင့်ခါလစ်ကနာနာချင်းချင်းအော်လိုက်သည်ထို့နောက်ဆာရာကိုကျမ်းပြင်ပေါ်သို့ပြေးချလိုက်၏ဆာရာကထွက်ပြေးရကြံလိုက်သည်သို့သောခါလစ်ကဆာရာ၏ဇဘိုးကိုလက်ပစောင်းဖြင့်ရိုက်ချလိုက်၏ဆာရာမှာဝါးကျမ်းပေါ်သို့ခွေကနေလဲကျသွားသည်ချူတံများတက်ကလေးလန်းအာရာရှာလက်ရှမီ၏ပြည်တစားခြံဝင်းအတွင်းမှတဲငယ်ကလေးများထံမှထွက်လာသည့်ချူတံများတော်ကြတော့စိုင်ပိတ်ပြီပြန်ရတော့ဟေး
ခါလင်းနှင့်ပြည်တစားအိမ်အဆောင်ယောက်ျားကြီးများကတဲငယ်ကလေးများမှခြူတံများကိုဆွဲကာလိုက်လံတတိပေးနေ၏တဲငယ်များတွင်ခြူဆွဲထားခြင်းဖြင့်ဖောက်တယ်များနှင့်ဆက်ဆံသည့်အခါခြူတံပေါ်မူတည်ပြီးအပြင်ဘက်ရှိပြည်တစားကောင်းမှာအကျဉ်ရီခံမှန်းနိုင်ရန်ပြုလုပ်ထားခြင်းဖြစ်သည်ခြေလူကြသည့်အခါတဲအိမ်လှုပ်ခါသွားသည်နှင့်အတူတဲအပြင်ဒဇက်မိတ်တွင်ဆွဲထားသည့်ခြူတံကလည်းစီးကြကြလှုပ်ခါလေးရှိ၏အဆုံးစွန်တို့ရောက်ခံသည့်ချိန်တွင်ခြူတံမှာပုံမကျဲလာပြီးနောက်ဆုံးရက်သွားလျင်ကိစ္စတစ်ကြိမ်ပြီးမြောက်သည်ဟုသတ်မှတ်ခါငွေရှင်းရသည်ယခုတော့အာရာရှာလက်ရှမီ၏ဖောက်တယ်များမှာခြူတံမကျဲလောင်မိမှာပင်လိုက်လံနှင်ထုတ်ခံရသည်ဖြစ်သည်ဟာဘာလဲဒီမှာတန်းကြီးလေကွာမင်းတို့ဟာလေတဲအတွင်းမှာလူကချွေးစံတရွှဲရွှဲဖြစ်អော်ပြော၏တန်းလန်းကြီးလည်းပြန်ကြတော့နောက်နေ့မှလာအခုပတ်စံပြန်အန်းလိုက်မယ်စိုက်ပိတ်ပြီခြံဝင်းအတွင်းတဲအိမ်ငါးအိမ်ခန့်နဲ့အိမ်မကြီးစီမှာလူမျိုးစုံယောက်ျားသားများမှာမကျေနပ်သောအတန်များဖြင့်ပေါ်လောရိုက်ခါထွက်လာကြသည်သို့တော်ညာတကောက်ကြီးများကိုစီနှင့်ပြည်တစားကန်းဆောင်များ၏မျက်နှာထန်ထန်များကိုမြင်တွေ့ရသည့်အပြင်မြို့ဝင်အမိန့်ဖြင့်ဖွင့်လှစ်ထားသည့်ပြည်တစားအိမ်ဖြစ်သည့်အတွက်စောရကမတက်ရဲကြညစ်ဘိုးရှစ်ချက်တည်မီးငိမ့်ချိန်သို့ရောက်ခဲ့ပြီစောစောစီစီငိမ့်သက်တိတ်ဆိတ်နေသောအာရာရှာလက်ရှမီ၏ခြံဝင်းတွင်သို့ဝေါ်ရင်တစည်းနှင့်အဆောင်စစ်တီအချို့ရောက်ရှိလာသည်အဆောင်စစ်သားများကခြံဝတွင်နေရာယူလိုက်၏ဝေါ်ရင်ပေါ်မှသုံးရင်အင်းကြီးနှင့်ပြောင်ဖြူကိုပေါင်းထားသည့်အရက်မြင့်မြင့်ခါကန်ကလူတဦးဆင်းလာသည်သူကအလောင်းပြား၏အကြံပေးအာရီမီဒီယန်လူမျိုးအတွင်းဝင်ဂရီဂိုရီခြံဝင်းအတွင်းဂရီဂိုရီဝင်လာသည်နှင့်အာရာရှာလက်ရှမီကအပြေးလွှာထွက်လာကမြေပြင်တွင်ဝစ်တော်ရှစ်ခိုးလိုက်သည်ထို့နောက်ခြေထောက်ကိုနှစ်ဖူးနှင့်ထိကလက်အုပ်ချလိုက်၏မိန်းကလေးကိုဗမာထားတယ်အိမ်မာကြီးကအခန်းတစ်ခန်းထဲမှာရှိပါတယ်ဝင်မင်းဖေကောင်းကောင်းမွန်မွန်ရောလိုက်ပါရဲ့လားရိုင်းတိုင်းမောက်မှနေတာနဲ့ကျွန်တော်မျိုးမတို့ညီးတာနည်းနည်းပါးပါးတော့စုံးမပဲ့ပြင်ထားပါရဲ့ရမ်းကြီးတော့မထိခိုက်စေနဲ့ပေါ့ကဲငါခိုင်းထားတာတွေရောပြင်ဆင်ပြီးရဲ့လားအစင်နဲ့မှာပဲဖေအာရီဗျာကော်စော်မွေးဘွားကြီးများခင်းသားတော်လဲဝါကြမ်းငင်းမှုတကြည့်ကြည့်မိတန်ထွက်ပေါ်နေမြဲပင်အာရာရှာလက်ရှမီအိမ်မာကြီးအတွင်းကန်းတွင်ကျွန်းသားသလွန်ဇောင်းကြီးတစ်ခုကိုအသင့်ပြင်ဆင်ထား၏သလွန်ပေါ်တွင်ခရီးပါအခင်းများအထက်ထက်ခင်းထားပြီးနဘွေးမခုံတွင်စားတောက်ဖွဲရများတဲခင်းထားသည်ထိုရှိတဲတဲတွင်တော့မိချောင်းတူရိယာတစ်ခုကိုချထား၏ရှိတော့အခါသားသွင်းစီဂရီဂိုရီအမိတ်ရသည်နှင့်အာရှာရာလက်ရှမီကအချက်ပြလိုက်သည်အမျိုးသမီးငယ်နှစ်ဦးကစာရကိုခေါ်ကာဒူးတုတ်ခိုင်းလိုက်၏စာရဘူးတက်မင်းအမီနာမကစာရဘူးတက်နော်စာရကဂရီဂိုရီကိုမောကြည့်လိုက်သည်မှန်ပါတယ်မင်းမဆိုးပါနဲ့ပြောဆိုတဲ့အခါယာရုပြောရတယ်လို့နင့်ကိုငါမှားထားတယ်လေအာရာရှာလက်ရှမီကဝင်ပြောလိုက်၏ဂရီဂိုရီကအာရာရှာအားလက်ကပြလိုက်သည်မင်းငါ့ကိုသိသလားမသိပါဘူးဗျငါကအလောင်းမင်းတရားရဲ့အတွင်းဝင်ဂရီဂိုရီပဲကဲအခုမင်းရှေ့မှာရှိနေတဲ့မိချောင်းတူရိယာကိုတီးပြသမ်းမတီးတတ်ပါဘူးဗျပသိမ်စိတ်ကောင်းကိုဘရန်နိုင်ရော့ကတပင်တယ်မျိုးကလာတာမဟုတ်လားသူသမီးပြသူကမိချောင်းတူရိယာကိုမတီးခတ်တတ်ဘူးတဲ့လားဂရီဂိုရီစကားကြောင့်စာရာမှာဆက်ခနဲဖြစ်သွားပြီးမောကြည့်လိုက်သည်လွန်ခဲ့တဲ့တစ်နှစ်ကအလောင်းမင်းတရားရဲ့တက်တွေပသိမ်ကိုသိမ့်ပိုက်ခံနေမှာပသိမ်စိတ်ကောင်းကိုဗညာနိုင်ရော့ဟာသူ့ရဲ့ဒုတိယမယားပြင်သစ်သူအန်နီဒီအော်လန်ကနေမွေးလာတဲ့သမီးအသက်20အရွယ်မွန်ပြင်သစ်ကာပြားမာလီစာရာကိုပြင်သစ်မှာရှိတဲ့ပြင်သစ်အရှိအိန္ဒိယကုမ္ပဏီကတင်မောချင်းအရာရှိအသက်50ကျော်မွန်စီယာဟင်နရီဘူးဒတ်နဲ့အတင်းလက်တက်ထိမ်းမြပေးပြီးတန်လင်းကိုရှောင်တိန်ခိုင်းလိုက်တဲ့လေအဲ့ဒီဇလန်းကအမှန်တကယ်ဖြစ်ခဲ့တာပဲမဟုတ်လားဂရီဂိုရီစကားဆုံးသွားတော့လဲစာရာမှာခေါင်းငုံနေစေမင်းဖေဗညာနိုင်လို့နဲ့မင်းမေအင်းကြီးကိုပသိမ်တိုက်ပွဲမှာငါတို့အသက်ရှင်လျက်ဖမ်းမိခဲ့တယ်စာရာဤခေါင်းကစက်ကနေမော့လာသည်ကြံသေးတယ်မင်းယောက်ျားဟင်နရီဘူးတက်လည်းတန်လင်တိုက်ပွဲမှာ Death တင်မော်တစည်းပေါ်ကိုတက်ပုံးနေခဲ့တာအခုငါတို့လက်ထဲမှာပဲရှင်းတော့ဘာဖြစ်ချင်တာလဲစာရာဤအတန်ကကျဲလောင်သွား၏မဲမင်းငါတို့တစ္ဆာကိုခံယူပြီးဟန်နာရီမျိုးရင်းတို့တချို့အဖြစ်သွားရမယ်အခန်းနဲ့ဆက်ရ